အားလုံးမင်္ဂလာပါဒီ video file လေးကတော့ကျွန်တော်တို့ modify toolbar မှာရှိတဲ့ copy တွေ move တွေ command တွေကိုရှင်းပြပြီးတဲ့နောက်မှာအခုတစ်ခါတော့မှာတော့ copy ရဲ့ဘေးကကျွန်တော်တို့ mirror ဆိုတဲ့ command လေးပါ mirror ဆိုတာကတော့ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်ကိုပုံစံတူကိုကျွန်တော်တို့ mirror ခောက်တာပါခောက်ချိုးညီအောင် symmetric ဖြစ်တဲ့ drawing တွေကို mirror ခောက်တဲ့သဘောပါအဲတော့ကျွန်တော်တို့ဒီပုံစံလေးတိုင်းကျွန်တော်တို့ဒီမှာရှိတဲ့ထောက်မှန်တွေ့ကန်လေးကိုကျွန်တော်ဒီဘက်ချမ်းကိုကျွန်တော်တို့ခောက်ချိုးညီစွာပေါ်စေခြင်းနဲ့ဆိုရင် mirror ဆိုတဲ့ command လေးသုံးပါမယ်ဒါကြောင့်ကျွန်တော်တို့ copy လေးကိုကျွန်တော်တို့ copy ကူးခဲ့ပါကျွန်တော် copy ကူးခဲ့မယ်ဆိုပါတော့ကျွန်တော်ဒီဘက်ကထောက်မှန်တွေ့ကန်လေးကိုကျွန်တော်ဒီဘက်ကိုညီမျှခောက်ချိုးညီပေါ်စေခြင်းနဲ့ဆိုရင် mirror ဆိုတဲ့ command လေးသုံးပါမယ်အဲ့တော့ mirror ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ icon လေးကနေပြီးတော့ဒီလေးတစ်ချက်ချတယ်သူကဘာပြောလဲဆိုတော့ mirror ခောက်မဲ့ object ကိုကျွန်တော်တို့ select ပေးပါတဲ့ကျွန်တော်ဒါလေးကို select ပေးပါတယ်ဒီကျွန်တော်တို့ select ပေးပြီးကျွန်တော် enter ခောက်ပါတယ်ဒီရင်တော့ကျွန်တော်တို့ mirror ခောက်လို့ရှိရင်တစ်ဖက်အညီမျှပေါ်စေခြင်းနဲ့ဆိုရင်တစ်ဖက်မှာကျွန်တော်တို့ center point လေးမှာကလေးတစ်ချက်ချပါတယ် end point သုံးဖို့ကျွန်တော်တို့ object နှစ်ခုကြားထဲမှာရှိတဲ့ mid point လေးမှာ object နှစ်ခုဒီဘက်တစ်ခုနဲ့ဒီဘက်တစ်ခုကြားထဲမှာရှိတဲ့ mid ကြားတဲ့နေရာလေးမှာကျွန်တော်တို့ click တစ်ချက်ချပါတယ်ပြန်ပြောပါမယ်အဲ့ဒါဆိုတော့ယူပါတယ် select object enter ခောက် object နှစ်ခုကြားထဲမှာရှိတဲ့ mid point ကို click ချတယ်ပြီးကျွန်တော်တို့ကနေပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့အပေါ်ဘက်ကိုပေါ်စေခြင်းလို့ sorry ဒီဘက်ကိုပေါ်စေခြင်းလို့ရှိရင်အပေါ်ဘက်သို့မဟုတ်အောက်ဘက်ကို direction ပြတယ် click ချတယ် enter ခောက်ပါတယ်ပြန်ပြောပါမယ်ကျွန်တော်တို့ mirror ဆိုတဲ့ command လေးပြန်ပြောအောင် mirror ဆိုတဲ့ command လေးကိုကျွန်တော်တို့ဒီကနေယူသုံးလို့ရသလို command အနေနဲ့ပဲ mi enter နဲ့သွားပါတယ် mi enter mirror ခောက်မဲ့ object ကို select ပေးတယ် enter ခောက်တယ် mid point မှာ click ချဒီဘက်မှာပေါ်သေးခြင်းပေါ်ဘက်သို့မဟုတ်အောက်ဘက်ကို direction ပြ click ချ enter ခောက်အဲဒီသွားပါအဲ့တော့အောက်ဘက်မှာပေါ်သေးခြင်းနဲ့ဆိုရင်လည်းပဲ mi enter ဒီလိုကို select ပေးတယ် enter ခောက်ဒီဆုံးမှာ click ပါ click ချတယ်ဒီဘက်မှာအောက်ဘက်မှာပေါ်သေးခြင်းဘေးဘက်ကို direction ပြတယ် click ချတယ် enter ခောက်ပြန်ပြောပါမယ် mirror ဆိုတဲ့ command လေးပြန်ပြောရအောင်ပါအဲ့ဒါကိုကျွန်တော်တို့ဒီကနေပြီးတော့ယူသုံးလို့ရသလို command အနေနဲ့ပဲ mi enter လို့ရိုက်ထည့်ပါမယ် mi enter select object enter ခောက်ကျွန်တော်တို့တစ်ဖက်အချမ်းမှာကျွန်တော်တို့ symmetric ဖြစ်စေခြင်းနဲ့ mid point ကိုကျွန်တော်တို့ click first point ပေးတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ second point ကိုတော့ကျွန်တော်တို့ဒီဘက်မှာပေါ်စေခြင်းပေါ်ဘက်သို့မဟုတ်အောက်ဘက်ကို direction ပြမယ် click ချမယ် enter ခောက်သွားပါတယ်ဆိုပါစို့ကျွန်တော်တို့ဒီဘက်ကဆိုပါစို့ကျွန်တော်ဒီဘက်က line လေးနှစ်ကြောင်းကိုဒီဘက်ချမ်းမှာကျွန်တော်ပေါ်စေခြင်းနဲ့ဆိုလို့ရှိရင် mi enter line နှစ်ကြောင်းကို select ပေးတယ် enter ခောက်တယ်ဒီဘက်ချမ်းမှာအညီမျှပေါ်စေခြင်းတာဖြစ်တဲ့ကြောင့်ဒီဆုံးမှာ click မှာ click ချတယ်ပေါ်ဘက်သို့မဟုတ်ဒီဘက်မှာပေါ်စေခြင်းတော့ပေါ်ဘက်သို့မဟုတ်အောက်ဘက်ကို direction ပြတယ် click ချတယ် enter ခောက်တယ်ကျွန်တော်ဒီမှာ mirror command ကိုသုံးတဲ့အနေထားမှာကျွန်တော် auto move ကိုတော့ on ထားပေးရပါမယ်နောက်တစ်ခုကျွန်တော်တို့အောက်ဘက်မှာပေါ်စေခြင်းနဲ့ဆိုပါစို့ mi enter အခုလို select ပြီးenter ခောက်ပေါ်မှာ click ချအောက်ဘက်မှာပေါ်စေခြင်းတော့ဒီဘက်ကို direction ပြ click ချ enter ခောက်ဒါဆိုလို့ရှိရင်တော့ကျွန်တော် mirror ဆိုတဲ့ command ကိုရလိမ့်မယ်လို့ပြောနေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ offset ဆိုတဲ့ command ပါ offset ကျွန်တော်တို့ဒီမှာ command ရဲ့သဘောတရားပါမသိဘူးဆိုလို့ရှိရင်သက်ဆိုင်ရာ tools လေးရဲ့အပေါ်မှာ mouse cursor လေးကိုတစ်ချက်လောက်တင်ထားကြည့်ပါတော့ဒါဆိုလို့ရှိရင်တော့သူကဘယ်လိုလုပ်ပါဆိုတဲ့သဘောတရားလေးကိုကျွန်တော်တစ်စင်ချင်းရှင်းပြထားပါလိမ့်မယ်ဥပမာဆိုပါဆိုကျွန်တော် line လေးတစ်ချောင်းရှိတယ်ဆိုပါဆို line လေးတစ်ချောင်းရှိပါတယ်ဒီ line လေးကိုကျွန်တော်တို့ကနေပြီးတော့ဒီဘက်ချမ်းအကွာဝေးကိုကျွန်တော်တို့ဒီဘက်ချမ်းကိုကျွန်တော်တို့အကွာဝေးတစ်ခုနဲ့ပုံစံတစ်ခုထပ်ပြီးတော့ပွားသွားတဲ့တင်နေဆိုရင်ကျွန်တော်တို့ copy အစား offset ဆိုတာလေးကိုသုံးပါတယ် offset အဲတော့ကျွန်တော် offset ဆိုတဲ့ command လေးကိုသွားရအောင် offset ဆိုတာလေးကိုဒီ icon လေးကိုနှိပ်ပြီးတော့ယူလို့ရလို့ command အနေနဲ့ပဲ on နဲ့သွားလို့ရပါတယ် offset ဆိုတာလေးကိုယူခဲ့တယ်နံပါတ်1သူကဘာပြောလဲဆိုတော့ offset command ဝင်ပြီးတော့တာနဲ့သူက offset ပြစ်ချင်တဲ့ distance တန်ဖိုးလေးရိုက်ထည့်ပေးရပါတယ်ဆိုလိုချင်တာကကျွန်တော်တို့ဒီ line လေးကိုကျွန်တော်ဒီဘက်ချမ်းကိုနောက်ထပ်ကျွန်တော်တို့ unit ဘယ်နှခုလောက်ဆိုလိုချင်တာဘယ်နှလက်မလောက်ဘယ်လောက်မီလီမီတာလောက်ဘယ်လောက်ပေလောက်ပေါ့နော် offset ရိုက်ချင်တယ်ဆိုတဲ့သဘောတရားလေးပေါ့ဒီပြီးတော့ distance တန်ဖိုးလေးရိုက်ထည့်ပေးရပါတယ်ဆိုပါစို့ကျွန်တော်ဒီဘက်ချမ်းကိုကျွန်တော်တို့10 unit လောက်
distance တန်ဖိုးတွေရိုက်ထည့်မယ်ဆိုလို့ရှိရင်30အဲ့ဒါပြီးကျွန်တော် offset ဖြစ်ချင်တဲ့ distance offset ဖြစ်ချင်တဲ့ object ကိုကျွန်တော် select ပေးတယ်ပြီးကျွန်တော်တို့ကနေပြီးတော့ဟို distance ဟို offset ဖြစ်ချင်တဲ့ direction ကို click ချတယ်ဒီဘက်ဖြစ်ချင်တာဒီဘက်ဖြစ်ချင်တာ direction လေးပြတယ် click ချတယ်ပြန်ပြောပါမယ်ကျွန်တော်တို့ offset ကိုကျွန်တော်တွေကနေယူလို့မရသလို command တွေသွားပါတယ်ဟို under ပြီးပါရိုက်မယ်ဆိုတော့ distance တန်ဖိုးရိုက်မယ် distance တန်ဖိုးဆိုပါဆို50ဆိုပါဆို50 under offset ရိုက်မယ် object ကို select ပေးတယ် select object direction ပြ click ချ select object direction ပြ click ချနောက်လျှောက်ကျွန်တော်တို့ဆက်ပြီးတော့သွားလို့ရပါတယ်ပြောကြည့်အောင်ပါကျွန်တော်တို့ line လေးတစ်ကြောင်းရှိတယ်ဆိုပါဆို line လေးကိုတစ်ဖက်ကိုကျွန်တော်တို့ကနေပြီးတော့50 unit 50 unit အကွာအဝေးနဲ့ကွာသွားတယ်လို့ဆိုပါဆိုဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ offset ဆိုတဲ့ command လေးသုံးမယ် under အားရိုက်မယ် distance တန်ဖိုးရိုက်မယ် distance တန်ဖိုး50 under select object direction ပြ click ချ select object direction ပြ click ချဒီတိုင်းပြီးတော့ပါတယ်နောက်ခေါက်မန်ထွက်ချင်းအနာခေါက်လိုက်ဒါပြီးကျွန်တော်တို့ offset ဆိုတဲ့သဘောတရားလေးပါနောက်ထပ်ကျွန်တော်တို့ကနေပြီးတော့ offset ဒီကျွန်တော်တို့ line တွေမဟုတ်ပါဘူးဒီ circle တွေ polyline တွေမှာလည်းပဲကျွန်တော်တို့ offset ရိုက်လို့ရပါတယ် circle လေးတစ်ခုဆွဲကြည့်ရအောင်ပါ circle တစ်ခုဒီ circle ကိုလည်းကျွန်တော်အတွင်းဘက်ကို30လောက်တန်ဖိုးလောက်တန်ဖိုး30ရှိတဲ့ unit 30လောက် offset ရိုက်ကြည့်ရအောင်ပါ under 30 distance တန်ဖိုး30 under select object direction ပြ click ချဒီဘက်ကိုရိုက်ချင်ဒီဘက်ကို direction ပြမယ် click ချ select object ဒီဘက်ကိုရိုက်ချင်ဒီဘက်ကို direction ပြမယ် click ချဆက်သွားလို့ရပါတယ် offset ဆိုတဲ့ command လေးဒီ offset တန်ဖိုးကျွန်တော်တို့ဝင်လို့မရတော့ဘူးဆိုရင်တော့ကျွန်တော်ဒီမှာထပ်ဆက်ပြီးတော့ offset ရိုက်လို့မရတော့ပါဘူးအဲဆိုရင်တော့ကျွန်တော် offset တန်ဖိုးလေးရလိမ့်မယ်လို့ထင်ပါတယ်ဒီလိုပါပဲကျွန်တော်တို့ rectangle 3ရှိတယ်ဆိုပါစို့ ICN rectangle လေးတစ်ခုရှိမယ်rectangle လေးကိုကျွန်တော်အတွင်းဘက်ကို10ဆိုပြီးတော့ offset ရိုက်ကြည့်အောင် under 10 under select object ဒီမှာကျွန်တော်ရိုက်ကြည့်တယ်ဆိုပါအဲဆိုရင်တော့ကျွန်တော် offset ဆိုတဲ့သဘောတရားလေးကိုအသုံးပြုကြလိမ့်မယ်လို့ပြောနေပါတယ်ကျွန်တော်ဒီမှာဆိုလည်းပဲ line လေးတွေဆွဲတယ်ဆိုပါစို့အလားတူနဲ့ပဲကျွန်တော် U-turn line လေးတွေဆွဲတယ်ဒါလေးဆွဲပြီးတော့ကျွန်တော်ဒီတစ်ဖက်ကိုလို့ကျွန်တော် offset ရိုက်မယ်ဆိုပါစို့ under 20 under ပြီးကျွန်တော် distance တန်ဖိုးလေးရိုက်ထည့်မယ် under distance တန်ဖိုး20 to 20 under select object direction ပြ click ချ select object direction ပြ click ချဒီနေရာလည်းဒီလိုပဲပုံစံတိုင်းဒါဆိုလို့ရှိရင်ကျွန်တော်တို့ offset ဆိုတဲ့သဘောတရားတွေကိုကြားလိမ့်မယ်လို့ပြောနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်